ဒီမှာအခုချိန်ထိမာစကာရာကိုလေမဲတူးပြီးတော့ဘယ်တစ်စိတ်တော့မှမသိဘူးဖြစ်နေရမှာဦးလေးပြောပြဒီပါ Maybelline ကထုတ်တယ်ဒီ Hyper Curl Waterproof အဲ့ဒါလေးဦးလေးဒီမာစကာရာဆိုတစ်ခါမှမလုပ်တစ်ခါမှမာစကာရာမကုတ်တစ်လုံးဘာဖြစ်လို့လဲဆိုအမြဲတမ်းမဲပြီးတော့သူကဘာဖြစ်လဲဆိုတော့ပြန့်တယ်ပြီးလို့ရှိရင်ပြန်ဖြတ်တဲ့အချိန်ကြာလို့ရှိရင်မဲသွားတယ်အဲ့လိုမျိုးဖြစ်တာဒါပေမဲ့လေဒီမာစကာရာသုံးကြည့်ဒီမာစကာရာလုံးဝအဲ့လိုမပြန့်ဈေးတော့ကြီးရယ်ကွာဒါပေမဲ့ပူလေးဒါဝယ်တော့1000ခွဲလားမသိဘူး promotion ချတဲ့အချိန်နဲ့ကြုံတော့1000ခွဲလားမသိဘူးအဲ့လောက်ပဲပေးရတော်လေးကောင်းတယ်ဖြတ်လို့ရှိရင်လည်းလေ make up remover နဲ့ပုတ်ဖြတ်တာတော့မှလုံးဝအဲ့လိုပြန့်သွားတာမျိုးမရှိဘူးကွာဒီလားပြန့်သွားတာမျိုးမရှိရပြင် तू ကအဖက်လိုက်လေးပဲကွာဟာရေလဲတော်တော်စိုးခံတယ် waterproof လည်းဖြစ်တယ်လုံးဝရေကူးတဲ့ချိန်ဆိုရင်တော့မှဒါကော့သွားလို့ရတယ်ကွာအဆင်ပြေတယ်ရေဆိုးလို့ရှိရင်လည်းမဲတာပြူတာမဖြစ်ဘူးเนาะကွာလို့ရှိရင်အဖက်လိုက်လေးပဲကွာတာလုံးဝမပြတ်အောင်အရင်ကောင်းတယ်ဒီတစ်စိတ်ပြီးတော့လေ make up remover ကိုဈေးကြီးပေးဝယ်ပြီးတော့ make up ဖြတ်ဖို့ remover ဈေးကြီးပေးဝယ်နေမလားဘာမှမဝယ်နဲ့ဦးတင်းရဲ့တငယ်ချင်းတယောက်ညှို့လို့လေဒီမှာ baby mine ဒီဟာကကြတော့ baby oil အဲ့ဒါတော့ baby oil ဒီဟာဆိုလို့ရှိရင်9800လားပဲရှိတယ်1000တောင်မပြည့်ဘူးဒီဟာဆိုလို့ရှိရင် तू က make up ဖြတ်ခံနေကြလို့ရှိရင်မျက်နှာတစ်ပြင်လုံးကိုဒီဟာကိုလိမ့်ထားလိုက်ပုတ်ပြီးလိမ့်ထားပြီးွားရင် wet tissue နဲ့ဖြစ်တုတ်ချလိုက်တော့ဖြစ်တုတ်ချလိုက်ပြီးွားရင်ပြီးလို့ရှိရင်မျက်နှာတစ်နဲ့လေတစ်လိုက်ကြုံပဲသိလားလုံးဝ make up ကိုအတွင်းနဲ့အထိချွေးပေါက်တဲ့အထိအကုန်ပြောင်းလုံးဝအကုန်ပါတယ်လုံးဝဘာမှလေ make up remover ကိုဈေးကြီးပေးပြီးဝယ်နေစရာမလိုဘူး။ तू က eye ပါဖြတ်လို့ရတယ်ကွာ။ပူလေးဆိုခုန mascara သုံးပြီးဘာနဲ့ဖြတ်မပြတ်ဘူး။ဒါပေမဲ့ဒီဟာနဲ့ဖြတ်လို့ရတယ်။ဒီဟာနဲ့ဖြတ်လို့ရှင်ပြတ်တယ်ကွာ။အဆင်ပြေတယ်ဈေးလည်းတသားတယ်ဒါလေးသုံးကြည့်ဒီတစ်ခုတော်တော်လေးကောင်းတယ်ဒါက honest review ကိုယ်တိုင်သုံးပြီးတော့အဆင်ပြေလို့အဲ့ဒါပြန် share တာဒီအစုပ်ကကြတော့ခေါင်းစုပ်ကကြတော့ဒီမှာအရန်ကြိုက်လုံးအကြီးလို့ဝယ်ပြီးတော့ဝတ်ဆရာနေရမရှိရနဲ့ဒီမှာဒါစွတ်ပြီးတော့အဲ့ဒါကြွားပြီးတော့ပြောနေရအဲ့တော့ bye bye